Hello ဒီထောက်တာကစစုပါဒီနေ့မှာတော့ကိုယ့်ရဲ့ Facebook page မှာ active ဖြစ်ဖို့ရအတွက်ဘယ်လိုမျိုးချက်လေးနဲ့လောက်အောင်မလဲဆိုတာကိုမျှဝေပေးတတ်မှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ content calendar တစ်ခုရေးထားပြီးတော့စီစဉ်ထားပါဒီနေ့နေ့မှာ tip ဗုဒ္ဓဦးနေ့မှာ behind the scene တောက်ကြနေ့မှာ fan post ဗီဒီယို reels နဲ့တွဲတင်နေဆိုလို့ရှိရင် attention ပိုရလာမှာဖြစ်ပါတယ်ဘာကြောင့်လဲဆိုတော့ဗီဒီယိုကတော့ algorithm မှာပို့ပြီးတော့ push လုပ်ပေးရကြောင်းပဲဖြစ်ပါတယ်ဒုတိယအချက်အနေနဲ့ကတော့ comment နဲ့ inbox တွေကိုဖြည့်ပါ auto reply နဲ့ manual reply ကိုအချိုးညီညီသုံးပါ insight ကိုကြည့်ပြီး strategy ပြောင်းပါ reach များတဲ့အချိန် post type များတဲ့အချိန် audience ဘယ်ရွယ်စားများတဲ့စတာရင်းနဲ့ကြိုက်ပြီးတော့ post တင်ပါတတိယအချက်ကတော့ trend နဲ့အချက်တွေတင်ပါနာမည်ကြီး challenge trending music viral hashtag စတာတွေကိုသုံးပေးပါနောက်ဆုံးအချက်အနေနဲ့ကတော့ timing ကိုမှန်မှန်တင်ပါသင်ရဲ့ audience တွေ active ဖြစ်တဲ့အချိန်မှာ post တင်ပါဥပမာမနက်9:00နာရီနေ့လယ်12:00နာရီခွဲညနေ6:00နာရီဒါကတော့ကိုယ့်ရဲ့ Facebook page ကို active ဖြစ်ဖို့ရအတွက်နည်းလမ်းလေးတစ်ချို့ကိုမျှဝေပေးခဲ့ရပဲဖြစ်ပါတယ်နောက်နေ့မှလည်းဘယ်လိုမျိုးနည်းလမ်းတွေကိုမျှဝေအောင်မလဲဆိုတာကိုဆက်လက်ဆောင်ကြည့်ပေးကြပါဦးနော်